င်္ဂလာပါရှင်ဒီနေ့မှာဆိုလို့ရှိရင်ဖြူဟာတပွဲကောင်းတစ်လေးကိုအီတလီ Serie A တွေကပါမာနဲ့တိုရီနိုပွဲစဉ်လေးကိုရွေးချယ်သုံးသပ်ပေးထားပါတယ်ရှင်ရင်းနဲ့ကစားမယ်ပါမာနဲ့တိုရီနိုပွဲစဉ်လေးမှာဆိုလို့ရှိရင်ပါမာကိုတိုရီနိုက level 30ဆိုပြီးတော့ဈေးကြောပြီးလာပါတယ်ပထမကျော်တိုရီနိုအိမ်ဝင်းမှာတော့1+80ဆိုပြီးတော့ပါမာကိုတိုရီနိုကအကြောပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့လက်ရှိအဝေးကွင်းကနေပြီးတော့ level 30ဈေးကြောပေးလာတာဖြစ်တဲ့သဘောမှာရှိနေတယ်လို့ပြောလို့ရပါတယ်ဒါမဲ့အမှန်တကယ်တိုရီနိုအနေနဲ့ပါမာကိုအနိုင်ရနိုင်ခြေရှိတယ်ဆိုလို့ရှိရင်ဒီထက်ဈေးပိုပေးတင်လာတာတိုရီနိုရဲ့နောက်ပိုင်းပွဲစဉ်တွေရဲ့ဈေးအကြောပေးမှုကိုကြည့်မယ်ဆိုလို့ရှိရင်ဖြူတို့တွေ့နိုင်ပါတယ်တိုရီနိုကအရှေ့ဘက်ကအဆင့်အောက်ဆုံးအသင်းဖြစ်တဲ့မွန်ဇာကို level 100ဆိုပြီးတော့ဈေးကြောပေးခဲ့ပါတယ်အဲ့ဒီမွန်ဇာကိုပါမာတို့အိမ်ဝင်းမှာလက်ခံကစားခဲ့ရတဲ့အချိန်တုန်းက level 30သာဈေးကြောပေးခဲ့တာပါဒါဆိုလို့ရှိရင်ပါမာနဲ့မွန်ဇာမှာမွန်ဇာတောင်ဈေးတန်း20လောက်မြင့်တာပေါ့လို့အထွတ်တက်ချင်စရာရှိပေမဲ့အဲ့တုန်းကပါမာရဲ့မွန်ဇာပေါ်အကျော်ပေးခဲ့တဲ့ဈေးကလိုရာထပ်ပို့ပြီးတော့ပျော်လွန်းနေတာပါအမှန်တကယ်တော့ပါမာကမွန်ဇာကို level 80လောက်အကျော်ပေးခဲ့တာပဲအကျော်ပေးတင်တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ပါမာကမွန်ဇာထက်ဈေး20-30လောက်တာတဲ့အသင်းလို့ဆိုရမှာဖြစ်ပြီးတော့မွန်ဇာရဲ့အိမ်ဝင်းမှာတိုရီနိုက level 100ပေးပြီးအနိုင်ရခဲ့တယ်ဆိုလို့ရှိရင်မွန်ဇာတဲ့ဈေး20-30တာမြင့်တဲ့ပါမာကို level 80 level 80စသဖြင့်တိုရီနိုတို့အကျော်ပေးလာတဲ့သဘောပါပြီးရင်တိုရီနိုကဆင်ဆက်ကိုကဗနီဇီယာကို level 80အကျော်ပေးခဲ့ပူပြီးတော့အဲ့ဒီဗနီဇီယာကိုတိုရီနိုအနေနဲ့သူ့အိမ်ဝင်းကနေပြီးတော့လက်ခံကစားခဲ့ရတဲ့အချိန်တုန်းက level 50အကျော်ပေးခဲ့တာဖြစ်လို့ပါမာနဲ့ဗနီဇီယာတို့ကဈေးတန်းတူအသင်းတွေလို့ဆိုရမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဗနီဇီယာကိုတော့မှ level 80ပေးခဲ့တဲ့တိုရီနိုအနေနဲ့ဗနီဇီယာရဲ့ဈေးတန်းတူတဲ့ပါမာကို level 80ဈေးလိုက်မပေးနိုင်စရာအကြောင်းမရှိပါဘူးဆိုတော့ဗနီဇီယာနဲ့ဈေးတန်းနဲ့ပဲရှင်းရှင်းမွန်ဇာရဲ့ဈေးတန်းနဲ့ပဲရှင်းရှင်းပါမာကိုတိုရီနိုအကျော်ပေးတဲ့ဈေးက level 80 level 80လောက်မှရှိရမယ့်အခြေအနေမှာလက်ရှိဖွင့်လှစ်မှုကိုကြည့်လိုက်တော့ level 30သာတိုရီနိုတို့ပါမာကိုအကျော်ပေးနိုင်တာတွေ့ရတဲ့အတွက်ဒီဈေးကပျော်လွန်းနေရလို့ပြောရမှာဖြစ်ပါတယ်ဒီလိုမျိုးပါမာကိုတိုရီနိုကပေးတဲ့ဈေးထက်ပိုနှိမ့်ပြီးပေးထားခြင်းကပါမာရဲ့ရလက်ကကောင်းနေလို့ဆိုလို့ရှိရင်လက်ခံလို့ရနိုင်ပေမဲ့စီးရီးနောက်ဆုံး10ပွဲမှာ2ပွဲသာအနိုင်ရထားကရလက်ဆိုးနေတဲ့ပါမာဖြစ်နေပြီးတော့တိုရီနိုကတော့စီးရီးနောက်ဆုံး10ပွဲမှာ2ပွဲသာရှုံးနေထားတဲ့အသင်းဖြစ်ပါတယ်ဒါတွေမကသေးပါဘူးအသင်းနှစ်သင်းရဲ့ဒဏ်ရာရလူစင်းကိုဖြိုးကြည့်မယ်ဆိုလို့ရှိရင်လည်းတိုရီနိုကဒဏ်ရာရကစားသမား4ဦးရှိနေပြီးတော့ပါမာကတော့ယခုပွဲစဉ်မှာဒဏ်ရာရကစားသမား9ဦးထိရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးအဖက်ဖက်ကနှိမ့်နေတဲ့အသင်းကိုတိုရီနိုတို့ပေးသင်းတဲ့လောက်ဈေးကိုပေးတဲ့လောက်တိုရီနိုတို့ပေးတဲ့လောက်ဈေးကိုမပေးရဲတာတခြားမရှိနိုင်တော့တဲ့ပါမာကိုအနိုင်မရနိုင်လို့သာပေးတဲ့ဈေးထက်မပေးရတဲ့သဘောလို့ဆိုရမှာဖြစ်ပြီးတော့ပါမာနဲ့သာဖြူရတော့စွမ်းစားကြည့်နေကြပါတယ်အဲ့တော့ယနေ့ညဖြူရဲ့ရွေးချယ်မှုလေးကတော့ပါမာဘော်ဒီပဲဖြစ်ပါတယ်ရှင်အားလုံးပဲကံကောင်းကြပါစေရှင်